เอาสนาสายอารามิงกลาบาใช่ไรไหมအပြင်မထွက်ရသေးဘူးအပြင်မထွက်ရသေးတော့မို့လဲစီးတဲ့အချိန်လေးနဲ့လွင့်မှာပေါ့နော်စဉ်းစားနေတယ်လွင့်ရင်ကောင်းမလားမလူတွေအပေါ်ကလူတွေစောက်ရင်လည်းသူတို့တွေကတရားမှမထွက်လာသေးဘူးဆိုတော့ငါအရင်လွင့်လိုက်မယ်ဘာလို့ဆိုတော့ကြည့်လိုက်တဲ့ပုံစံညနေပိုင်းမှာသူတို့အရင်ထွက်မယ်ဆိုတော့မိုးပြန်လာမှာတော့နောက်ကျမှာတော့သိကြတယ်နော်အကြောင်းစီးတဲ့အချိန်လေးနဲ့စီးရုံစင်တာအတွက်ပေါ့နော်မနေ့ဖန်တော့ဆောင်ရနေမှမို့တို့လူခံလိုက်မယ်နော်မမိုးရလာစင်လူစင်တွေလည်းအညံနေနဲ့ပါဝင်ပြကြပါလို့မနေ့ဖန်ဆိုရင်ကမ်ပိန်းစီးရုံစင်တာအတွက်နောက်ဆောင်ရနေပဲကိုညီမတို့ချက်ပြကြပါနော်အဆောနာဆိုင်စေယုံစစ်တာကမ်ပိန်းအတွက်မပါဝင်မလူရသေးတဲ့အလူစင်တွေအားလုံးတော့အမြန်နည်းနဲ့လုပ်ပေးကြပါအောင်စင်မနေ့ဖန်ဆိုရင်နောက်ဆုံးရက်နေ့ပဲစေယုံစစ်တာကမ်ပိန်းကတလဘာ9သိန်းလူခံပေးရပါတယ်ဒီလဆိုရင်နောက်ဆုံးလဖြစ်တယ်နော်ဘတ်ဂျက်3တန်းပြေဖို့ကဘငွေနဲ့သိန်းနဲ့9000ကျော်ပဲလိုပါတော့တယ်စင်နော်ဒီနေ့အလူစင်နဲ့ညိတ်တယ်နော်အဲကြောင့်ညကျရင်မမိုးပြန်လာတာနောက်ကျမှာတော့တီစာပဲအပြင်ထွက်လို့စင်ပေါ့နော်အခုလောဆယ်ကတော့7နာရီ4မိနစ်ရှိပြီအိမ်ကလူတွေကမထွက်ရသေးဘူးနော်မိုးရမိသားစုတွေကမထွက်ရသေးဘူးဆိုတော့သူတို့ပဲအချိန်ထွက်မလဲမသိဘူးညနေ2နာရီ3နာရီမှလာမသိဘူးညနေ2နာရီ3နာရီဆိုရင်ဟိုဘက်ကဆိုရင်7နာရီခွဲ9နာရီရှိပြီအဲကြောင့်မမိုးပြန်လာတဲ့အချိန်ကျရင်ထိုင်းနိုင်ငံအချိန်ည3နာရီ2နာရီဖြစ်မယ်ဆိုရင်လူတွေအိတ်ကုန်ပြီပေါ့နော်โอเคကျူးစားလိုက်မယ်နော်နေ့အားလို့စင်ရင်နေ့ပိုင်းမှာစူးစားမယ်ညအားလို့စင်ညပိုင်းမှာစူးစားမယ်မအေးလို့အမြဲဆုံးကြဆုံးဖို့အတွက်ဈေးအောင်စင်တာကမ်ပိန်းအမြဲဆုံးပြင်မကျန်တဲ့ drone ကမ်ပိန်းမြုပ်တီကမ်ပိန်းလည်းမမို့လို့အားရပါရပြန်တော့လုပ်ပေးလို့ရမှာပေါ့နော်အခုဆိုရင်ရလာတဲ့ငွေကိုမမို့ဈေးအောင်စင်တာအတွဲပါ3ဘယ်လိုခေါ်မလဲ60 80ရာခိုင်နှုန်းမို့ခွဲပေးရတယ်ကျန်တဲ့နေစုံအတွက်ကြတော့နော်20 30ရာခိုင်နှုန်းပေါ့နော်ဘာလို့ဆိုတော့ဈေးအောင်စင်တာတော့မို့ပြီးစေချင်ပြီပေါ့နော်ပြီးသွားလို့စင်ကျန်တဲ့ဒီခွေးသတ်ဖို့မြုပ်တီတွေပဲမမို့လုပ်တော့မယ်နော်စီအောင်စစ်တာလည်းအစားတော့မလို့မလုပ်လို့စင်မရဘူးလေသူတို့ဖိတ်ကဗလဲစီအောင်ဖိတ်ကအလူခံလဲအလူစင်တွေမတွေ့ဘူးမသိတဲ့အတွက်ကြောင့်မို့ဘက်ကပဲပြန်ပြီးတော့တောင်းယူပေးလိုက်တာပေါ့နော်23ရောက်မင်္ဂလာပါအားတဲ့သူတွေချဲပေးကြပါအောင်စင်မမိုးကြော်သူဖုံးဆက်လိုက်မယ်နော်ဟုတ်ခုနကတော့မမိုးလိုင်းမတက်ခင်မှာဦးကြော်သူဖုံးဆက်လိုက်ပြီးသူအားလားလို့သူပြောတယ်သူအားတယ်အားလို့စင်သူလာလို့ရတာပေါ့ဦးလေးရေသမီးကိုတွေးလို့စင်ကျွမ်းလို့ရပြီနော်ခုကန်းလေရောက်30မမိုးတယောက်ပဲချဲလိုက်တာကောက်30လောက်စီးပြီးတင်တယ်မမိုးရဲ့လူတွေချဲပေးကြပါအောင်စင်စေယုံစစ်တာကမ်ပိန်းအတွက်လူပေးမဲ့လက်စင်အလူစင်နဲ့နိုင်ငံခြားအလူစင်တွေပေါ့နော်ပြည်တွင်းအလူစင်တွေအားလုံးဒီညနဲ့မနေ့ဖန်ဆိုရင်နောက်ဆုံးပဲနော်ရောက်40စီးပြီဦးကျော်သူလာမမုံနောက်ထပ်အကောက်တွေချဲမယ်မင်္ဂလာပါဦးလေးရေဝင်လာလို့ရပြီနော်ဦးလေးနော်ဟုတ်ကဲ့ကဲစေးရုံစင်တာအတွက်ဘတ်ငွေ2သိန်းနဲ့9000ကျော်လိုပါတယ်အဲကြောင့်ဘသူတွေဝိုင်းတော့ပြည့်ပေးကြမလဲမနေ့ဖန်ဆိုရင်နောက်ဆုံးရနေပဲ2သိန်း9000နဲ့6450လိုပါတယ်စင်စရင်စပြီးတော့သွင်းတော့မယ်နိုင်ငံခြားလူရှင်တွေများပေါ်လာပါစေနေ့တောင်ညနေ့10လပိုင်း9ရက်နေ့10လပိုင်း10ရက်နေ့ကမ်ပိန်းနောက်ဆုံးရက်နေ့ကမ်ပိန်းစေယုံစစ်တာကမ်ပိန်းနောက်ဆုံးရက်နေ့ဖြစ်တယ်
ငြိမ်နေလို့မရဘူးနော်ပြီးတော့နော်ငြိမ်နေလို့မရဘူးရှင်နော်တဒင်းဆိုဘက်မှာကြည့်လိုက်လို့ရှင်တဒင်းဆိုကပါလေမအားလာပြည်သူကိုကျဲတာပေါ့နော်နော်မေအေလိုကသူနိုင်ချင်းတယ်နော်သူနိုင်ချင်းတယ်ဒါပေမဲ့ PDF ရဲ့စကန်ကိုတိတိကျကျနဲ့မရွေးချယ်ပြီးတော့ကျဲတာတွေ तू မလုပ်ဘူး PDF တွေစီတဲ့စစ်ကြောင်းအားလုံး तू လိုက်ပြီးတော့ကျဲတာတာလည်းမရှိဘူးဒါမဲ့ပြည်သူပဲ तू ပြင်းမထားပြီးတော့ तू ကျဲတာတယ်ပြည်သူတွေကသန်းပေါင်းများစွာရှိတယ်ကွာ तू ဘလောက်ပဲကျဲ तू သေပြီးလဲဒီပြည်သူတွေကသေမှာမဟုတ်အကောင်လုံးသေမှာမဟုတ်ဘူးပြည်တို့ဒီခွေးမသားနော်အဲ့တော့မေအေလိုကကြဆောင်ကိုကြဆောင်မှာစစ်မတိုက်လို့မတက်တာမေအေလိုကလူလိုမျိုး तू တိုက်လို့လည်းမတက်ဘူးပျောက်ကြားလိုမျိုးလည်း तू တိုက်လို့မတက်ဘူးခွေးလိုမျိုးတိုက်နေတဲ့တောင်ဒီကောင်ဘယ်တော့မှနိုင်မှာမဟုတ်ဘူးနော်နောက်ပြီးတော့တည်င်းကောင်းမဲ့မှာပြန်တော့ကြည့်လိုက်လို့ရှိရင်ငါတို့ PDF တွေဘက်ကနော်ပြပြတတာနဲ့စစ်တိုက်တယ်ပုံမှန်အတိုင်းလဲဆောင်ရွက်တယ်စိတ်ဓာတ်ကြတာတွေဆွဲစော့တာတွေလက်နဲ့ချတာတွေအိမ်ပြန်သွားတာတွေအဆုံးပေးတာတွေဘယ်အဖွဲမှမရှိဘူးစင်ပုံမှန်အတိုင်းဆက်ပြီးတော့စူးစမ်းသွားတယ်နော်နေ့ရောညရောဘယ်နေ့ဘယ်လဘယ်ရောက်တော်လိုင်းရင်မပြီးမချင်းဒီလူငယ်တွေကပုံမှန်အတိုင်းသူတို့တောင်းကိုသူတို့ဆက်ပြီးတော့ဆောင်ရွက်သွားတယ်နနတီထုတ်လုပ်တဲ့သူကထုတ်လုပ်တယ်ဘယ်လိုကွာမလဲစခန်းသိမ်းတဲ့သူကသိမ်းတယ်မြို့သိမ်းတဲ့သူကသိမ်းတယ်ပြီးတော့ဒလန်ဆင်းတဲ့သူကဆင်းတယ်ပုံမှန်အတိုင်းပဲဆောင်ရွက်နေတယ်ဘယ်သူမှဆွဲတွေစော့ပြီးတော့ဟိုဗလဲလက်နဲ့တွေချတာအိမ်တွေပြန်သွားတာမအားလားစီမှာပတ်စွပ်ပတ်ဆက်တွေအလုံးဝင်တာမရှိဘူးစင်နော်မင်းအွန်လိုင်းဘက်ကပဲလာပြီးတော့အလင်းဝင်တာစစ်ကွေတွေဘက်ကပဲလာပြီးတော့အလင်းဝင်တယ်နော်ပြီးတော့တင်တန်းအသေးအများအပြား60ရက်ကန်တော့ကပြီးတော့မအားလားစစ်တန်းထဲမှာပို့လိုက်တဲ့အချိန်မှာအကောင်လုံးအကြောက်တရားနဲ့စီတယ်စစ်တိုက်လို့လည်းမတတ်ဘူးဒါပေမဲ့သူတို့ဆေးနဲ့ကြွေးတယ်နော်မအားလားကဒီစိတ်တက်ကြဆေးတွေသေမရဲတဲ့ဆေးတွေပေါ့နော်ဟိုမှာတောက်လိုက်လို့စင်သေလို့မရဲလို့စိတ်အရန်ကိုတက်ကြတာအဲ့လိုမျိုးစင်နဲ့မအားလားကြွေးတာနော်အဲ့တော့ဒီကောင်ကညင်ညင်ပပနဲ့ဘယ်လိုကမလဲသူနိုင်ဖို့အတွက်ညင်ညင်ပနဲ့သူလှုပ်တဲ့အချိန်မှာပြီးတော့ကဘာပေါ်မှာညင်ညင်ပနဲ့လှုပ်ဆောင်ရွက်တဲ့လူတွေကဘာအတွက်နဲ့မဆိုဘာအလုပ်နဲ့မဆိုနောက်ဆုံးတော့အကလုံးကြဆောင်တာပဲနော်ကိုကအောင်မြင်ချင်လို့ရှိရင်ဖြူဖြူစင်းနဲ့ကိုလှုပ်ရမယ်ကောက်မှုနဲ့လှုပ်ရမယ်မေအေလိုဘက်ကအောက်တန်ကြနဲ့လှုပ်တာနော်သူတိုက်ရမယ့် PDF ကို तू မတိုက်ဘဲနဲ့ तू ကျဲရမယ့် PDF စကန် तू မကျဲဘဲနဲ့ပြည်သူလူထုအိမ်နဲ့ပြီးတော့ကျဲတယ်ဖုန်းကြီးကျောင်းစာတင်ကျောင်းစေးရုံအဲ့လိုမျိုးလိုက်ပြီးတော့ကျဲနေတဲ့အချိန်မှာ तू စိတ်ထင်အဲ့လိုမျိုး तू ညစ်ပတ်လိုက်လို့ရှိရင် तू နိုင်မယ်ဆိုတာ तू ဘယ်တော့မှမနိုင်ဘူးနော်အဲ့ကြောင့် तू ညစ်ပတ်လိုက်လေကိုဘက်ကစူးစားလေလှုပ်ပေးကြပါနော်အခုကြိုတော့လာပြမို့လက်ခံနိုင်မယ်ကြောက်သူလားပြီโอเคနော်အလားကိုစီးတဲ့အချိန်လေးနဲ့တော်လန်ပါမမို့ရေအခုကျွန်တော်တို့အလက်လုပ်တယ်လေကျမတို့အလက်လုပ်တယ်လေဘယ်လိုမျိုးတော်လန်မလဲချဲပေးလေချဲပေး